ဒီမျိုးသမီးဟာသူနှစ်ပေါင်းများစွာအထင်သေးခဲ့တဲ့ဘာမှအသုံးမကျဘူးလို့ထင်ထားတဲ့ဒီလူမွဲလေးဟာသူတို့လမ်းခွဲပြီး9နှစ်အကြာမှာတော့ဘီလီယံနာအမှုဆောင်ရာရှိချုပ်တစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့အံ့ဩမှင်သက်သွားခဲ့ရပါတယ်။သူဟာကိုယ့်ထက်ဘလောက်တောင်အောင်မြင်သွားပြီလဲဘလောက်တောင်အလှမ်းကွာသွားပြီလဲဆိုတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူမဟာအမှန်တရားကိုမမြင်နိုင်ခဲ့တဲ့အတွက်ချက်ချင်းပဲနောင်တတွေရလာပါတော့တယ်။အားလုံးကလွန်ခဲ့တဲ့9နှစ်ကစတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒီမျိုးသမီးကစေယုံတစ်ခုမှာသူနာပြုတစ်ယောက်အဖြစ်လုပ်ကင်နေတာပါ။ဒီလူငယ်ကတော့သူ့အရန်ချစ်ရတဲ့မျိုးသမီးနောက်ကိုလိုက်ဖို့အတွက်ဇာတိမြေကအလုပ်ကိုတော့မတွန့်မဆုတ်ပဲစွန့်လွတ်ပြီးသူမရှိရာမျိုးကိုပြောင်းလာခဲ့တာပါ။သူ့ရဲ့အလုပ်စ조사ပြီးမမောမပန်းနိုင်တဲ့စိတ်ဓာတ်ကိုသူမရဲ့ဖခင်ဖြစ်သူကချက်ချင်းပဲသဘောကျသွားခဲ့ပါတယ်။ဖခင်ဖြစ်သူကသူ့ကိုချက်ချင်းပဲသဘောတူခဲ့တာကြောင့်ဒီလူငယ်ဟာအိမ်ဝင်သားမက်ဖြစ်နေအိမ်ကိုပြောင်းလာခဲ့ပြီးဇနီးတဲ့ရဲ့မိသားစုတစ်ခုလုံးကိုအောက်ခြေသိမ်းအစီခံပေးခဲ့ပါတယ်။သူမကပညာရည်ချင်းလည်းမရှိအဆက်အသွယ်လည်းမရှိတာကြောင့်စေယုံကသူ့ဇနီးကိုမျက်နှာထောက်တဲ့အနေနဲ့သူ့ကိုဘွိုင်လာခန်းထဲမှာမိထိုးပေးရတဲ့အလုပ်သမားအဖြစ်အလုပ်ပေးခဲ့ပါတယ်။သူဟာနေတိုင်းမိုးမလင်းခင်ကတည်းကမိုးချုပ်တဲ့အထိအလုပ်လုပ်ခဲ့ပြီးညစ်ပတ်တဲ့အလုပ်ဒါမှမဟုတ်ပင်ပန်းတဲ့အလုပ်တွေအပေါ်တခါမှမငြင်းညူခဲ့ပါဘူး။အလုပ်ဆင်းပြီးရင်လည်းအိမ်ပြန်လာပြီးမိသားစုရဲ့အဝတ်စားတွေကိုရှော့ဖွတ်ပေးတယ်ဈေးဝယ်တယ်ညစာချက်ပြုတ်ပေးတယ်နောက်ပြီးလုပ်เสียရှိတဲ့အလုပ်မှန်သမျှကိုလည်းအကုန်လုပ်ပေးခဲ့ပါတယ်။အိမ်ပေါ်တယောက်လိုပဲအိမ်ရဲ့ကိစ္စဝေါ်ကိုအဆင်ပြေအောင်စီစဉ်ပေးခဲ့တာပါ။ဒီနေ့မှာတော့ဘွိုင်လာခန်းထဲကရေနွေးငွေထင်းချုပ်ပါတစ်ခုကပိတ်မရပဲတပတ်လဲသွားခဲ့ပါတယ်။ဖီအားတွေကလည်းတဖြည်းဖြည်းတက်လာခဲ့တယ်။ပောက်ကွဲတော့မဲ့အခြေအနေကိုရောက်နေတဲ့အချိန်မှာသူဟာသူ့အသက်ကိုရင်းပြီးဘားကိုအတင်းပိတ်နိုင်ခဲ့တာကြောင့်စေယုံတစ်ခုလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။သူဟာလူတိုင်းရဲ့မျက်စိထဲမှာသူ့ရဲကောင်းတစ်ယောက်ဖြစ်သွားခဲ့ပြီးဇနီးဖြစ်သူဟာလည်းအလုတ်ခွင်မှာချီးကျူးစကားတွေကိုတဝကြည့်ကြခဲ့ရပါတယ်။အစပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲဇနီးဖြစ်သူကအလုတ်တင်ဘဝကနေဌာနမှုအထိယာရုတွေတက်လာတဲ့အခါမှာတော့စေယုံတစ်ခုလုံးမှာသတင်းတွေပြန့်လာပါတော့တယ်။ဌာနမှုနဲ့ဝိုင်လာမီထိုးသမားကနေမယားတွေဖြစ်နေတယ်ဆိုတာဟာစေယုံရဲ့ဟာသားတစ်ခုဖြစ်လာခဲ့ပါတယ်။လုပ်ဖို့ကင်ဘက်တွေကလည်းသူမကိုအမြဲတမ်းလှောင်ပြောင်ကြပါတယ်။ချေးပုံပေါ်မှာလာနာတဲ့နှင်းစီပန်းလေးလိုပါပဲ။မင်းရွေးလိုက်တဲ့လူကိုလည်းကြည်အိုဝက်ဝင်ကြီးလိုဗလာတောင်းတောင်းနဲ့ဝိုင်လာမီထိုးသမားတဲ့ဟာဒါကြောင့်ဒီလူငယ်ဟာလူတွေရဲ့ကြွယ်ရာမှာအတင်းပြောတာတွေကိုနေတိုင်းကြားနေခဲ့ရပါတယ်။ဒါပေမဲ့သူကတော့တခွန်းမှပြန်မပြောခဲ့ပါဘူး။ပြောရမယ်ဆိုရင်သူဟာဇနီးဖြစ်သူအပေါ်အရင်ကထက်တောင်ပိုကောင်းအောင်ဆက်ဆံခဲ့ပါသေးတယ်။မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းမှာလည်းအမှတ်တရလက်ဆောင်လေးတွေကိုတေချာပြင်ဆင်ပေးတတ်ပါတယ်။ရောက်ခမဖြစ်သူရဲ့စိတ်ကိုရဖို့အတွက်ဆိုရင်သူ့ရဲ့တလစာလဆောင်ငွေကိုအကုန်ကြခံပြီးအရေးသွေးမြင့်အရက်နှစ်ပလင်းကိုဝယ်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဒီလူကြီးကတော့အဲ့ဒီအရက်ပလင်းတွေကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ပါဘူး။အဲ့ဒီစားမိသားစုထမင်းစားတဲ့အချိန်တိုင်းမှာဇနီးဖြစ်သူကသူ့ကိုအပြင်ထွက်စားဖို့ခိုင်းတတ်ပါတယ်။အိမ်ရဲ့စီကံအရာအိမ်ဝင်သားမဲ့ဆိုတာမိသားစုစားပွဲမှာထိုင်ခွင့်မရှိဘူးလို့သူမကပြောခဲ့တာပါ။သူဟာအားလုံးစားတော့ပြီးမှကျန်တာတွေကိုစားရပါတယ်။အစပိုင်းမှာတော့ဒီလူငယ်ကသူတခုခုမှားသွားလို့လားလို့ပဲတွေးခဲ့ပါတယ်။ဒါကြောင့်သူစိတ်ထဲတိတ်မထားခဲ့ပါဘူး။ဒါပေမဲ့သူ့အပေါ်အတင်းဖြင်းတွေများလာတာနဲ့အမျှဇနီးဖြစ်သူရဲ့သူ့အပေါ်ထားတဲ့သဘောထားကလည်းတိတိတတ်တာပြောင်းလဲလာတာကိုသူသတိထားမိလာပါတယ်။အရင်ကရှိခဲ့တဲ့နှွေးထွေးမှုတွေကမရှိတော့ပါဘူး။သူလုပ်သမျှအရာတိုင်းကိုသူမကအပြစ်ရှာလာပါတယ်။သူဟာခင်မွန်းတယောက်ရဲ့တာဝန်တွေကိုကျေပွန်အောင်စူးစမ်းခဲ့ပေမဲ့သူမကတော့အမြဲတမ်းအကြောင်းပြချက်တစ်ခုခုနဲ့သူ့ကိုတွန်းထုတ်ခဲ့ပါတယ်။နောက်ပြီးအတင်းဖြင်းတွေကိုတိတ်သွားအောင်လုပ်ချင်တာကြောင့်လားတော့မသိဘူး။သူမဟာချမ်းသာတဲ့တထေးသားတွေနဲ့အချိန်ဖြုံးတာတွေစလုပ်လာပါတယ်။ဒါတောင်မှဒီလူငယ်ကသူ့ကံကြမ္မာကိုသူလက်ခံခဲ့ပါတယ်။ဇနီးတယောက်ရှိနေတာကိုပဲကံကောင်းတယ်လို့သူကိုပြောနေခဲ့တာပါ။သူသားအလုပ်ကိုကြိုးစားလုပ်ပြီးဆက်ကြိုးစားနေရင်သူမရဲ့အချစ်ကိုပြန်ရနိုင်လိမ့်မယ်လို့သူထင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာအရင်ကထက်ပိုပြီးစူးစမ်းခဲ့ပါတယ်။နေတိုင်းဟင်းကောင်းတွေချက်ပြုတ်ပေးပြီးဇနီးဖြစ်သူကိုအတက်နိုင်ဆုံးဂရုစိုက်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမကတော့သူ့ကိုအနာဂတ်မရှိတဲ့လူတစ်ယောက်အဖြစ်အထင်သေးလာပါတော့တယ်။သူဟာနေတိုင်းပင်ပန်းအလုပ်လုပ်နေပေမဲ့သူမကတော့သူ့ကိုသုံးမကျတဲ့လူပြင်းတစ်ယောက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။မင်းကလူကြီးတံမဲ့ကောင်းပြီလေမင်းကတခြားသူတွေရဲ့ပတ်စံပေါ်မှာထိုင်စားခြင်းနဲ့မင်းကိုမင်းလည်းအရှက်မရှိဘူးဆိုရင်လည်းမင်းသဘောပဲမင်းမပြောချင်တာလေငါ့ကိုအိမ်ကနေဆင်းသွားစေချင်တာလားအဲ့ဒါမင်းလိုရှိတာလားဒီလူငယ်ကဘာမှပြန်မပြောခဲ့ပါဘူးဘာပဲဖြစ်ဖြစ်သူကသူမရဲ့အိမ်ကိုပြောင်းလာခဲ့တာမဟုတ်လားသူမသိခဲ့တာကတော့သူ့ဇနီးရဲ့ယာရုတွေအမြန်တက်လာတာဟာသူကိုယ်တိုင်စေးရုံရဲ့လူမှုဆက်ဆံရေးကိစ္စတွေကိုပွဲရာကနေကူညီပေးခဲ့လို့ဆိုတာပါပဲဒီနေ့မှာတော့ဒီလူငယ်ကအိမ်အောင်သက်3နှစ်ရှိပြီဖြစ်တဲ့အတွက်ကလေးယူဖို့ကိစ္စကိုစကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်သူဇနီးဖြစ်သူရဲ့အခန်းထဲကိုသွားခဲ့ပါတယ်။သူစကားစားလိုက်တာနဲ့သူမကဒေါသတကြီးပောက်ကွဲပါတော့တယ်။အချိန်တော်ကြာလစ်လူရှုခံထားရတဲ့အတွက်သူဟာစိတ်ဓာတ်တွေပြိုလဲလူနီးပါးဖြစ်နေခဲ့ပေမဲ့သူမရဲ့သူ့အပေါ်ထားတဲ့အထင်သေးမှုတွေကတော့ရော့မသွားခဲ့ပါဘူး။အစပိုင်းမှာတော့သူမပင်ပန်းနေလို့ပါလို့သူကိုဖြေသိမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာသူမနာကိုကတ်ဖို့စူးစမ်းတဲ့အခါမှာတော့သူမကသူ့ကိုထွက်သွားဖို့ချက်ချင်းပြောလိုက်ပြီးမျိုးရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြောခိုင်းသွားခဲ့ပါတယ်။သူကသူမကိုအကျိုးအကြောင်းနဲ့ရှင်းပြဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူပြန်ရလိုက်တာကတော့အေးဆက်ဆက်အကြည့်တွေပါပဲငါကမင်းရဲ့ခင်ပွန်းလေငါတို့ကတရားဝင်လက်ထပ်ထားတာငါတို့မှာလက်ထပ်စာချုပ်လည်းရှိတယ်မင်းကကို10စက္ကန့်လောက်တောင်ကြည့်ပေးလို့မရဘူးလား
ငါတောင်းဆိုနေတာကငါဇနီးကငါ့ကိုကြည့်ပေးဖို့ပဲလေငါဘာရီများမှားသွားလို့လဲဇနီးဖြစ်သူကဒေါသတကြီးနဲ့ကြောခိုင်းပြီးအခန်းထဲကထွက်သွားဖို့ပြင်ပါတယ်ဒီလူငယ်ဟာနာကျင်မှုနဲ့အားကိုးရမဲမှုတွေကြောင့်ဒေါသကိုဖြေဖျောက်ဖို့အတွက်ပရိဘောဂတွေကိုမှောက်ခုံပစ်လိုက်ပါတော့တယ်ငါမှဇနီးရှိတယ်ဒါပေမဲ့သူကပရိဘောဂတစ်ခုလိုပဲသူတွေးလေလေပို့ပြီးဒေါသထွက်လေလေပါပဲနောက်ပိုင်းမှာတော့သူဟာငါအယမ်းလွန်သွားပြီဆိုပြီးရှက်စိတ်ဝင်လာပါတယ်ဒါကြောင့်သူမစိတ်ကျေနပ်အောင်သူလုံနိုင်သမျှအကုန်လုပ်ခဲ့ပါတယ်သူတောင်းပန်ခဲ့ပါတယ်သူမအကြိုက်ဆုံးဖျဲသီးကိုယူသွားပြီးအိတ်ခမ်းတကားကိုခောက်ခဲ့ပါတယ်ဒါပေမဲ့သူမကအလိုမရှိခဲ့ပါဘူးသူမကအလုပ်ကိုအကြောင်းပြပြီးသူ့ကိုတကားပိတ်ထားခဲ့ပါတယ်ငါရံမဖြစ်ချင်ဘူးငါပြောပြီးပြီလေငါစာဖတ်ရအောင်မယ်နောက်ရက်အနည်းငယ်အတွင်းမှာစာမေးပွဲရှိတယ်ငါအိတ်တော့မယ်ဒါဆိုမင်းငါတို့အခန်းကိုပြန်မလာတော့ဘူးလားငါတို့ကတီးခြားစီအိတ်ကြတော့မှာလားငါ့ကိုလာမနှောက်ယှက်ဖို့ပဲငါတောင်းဆိုနေတာဒီလူငယ်ဟာရင်ကွဲမတက်ခံစားလိုက်ရပါတယ်ဒါပေမဲ့သူ့မှာပတ်စံတပြားမှမရှိတာကိုသိနေတာကြောင့်သူဟာသူ့ရဲ့မာနကိုမျိုးသိပ်ပြီးစေယုံကဝန်ထမ်းအိတ်ဆောင်မှာသွားအိတ်ခဲ့ရပါတယ်နောက်နေ့မှာတော့သူမသူ့ကိုနှွေးထွေးတဲ့အကြည့်လေးနဲ့ကြည့်ပေးဖို့မျှော်လင့်ချက်နဲ့သူစုဆောင်းထားသမျှပတ်စံတွေအကုန်လုံးကိုတုံးပြီးရုပ်မြင်သံကြားဆက်တစ်လုံးဝယ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဒါဟာအံ့ဩစရာကောင်းတဲ့ပစ္စည်းတစ်ခုပါဒါပေမဲ့ရောက်ခမဖြစ်သူကတော့ဒီလူငယ်ရဲ့စိတ်ခံစားချက်ကိုလုံးဝထဲ့မတွက်ပဲကျေးဇူးတင်တဲ့အကြည့်လေးတောင်မပြပဲစက်ကိုပဲထိုင်ကြည့်နေခဲ့ပါတယ်အဲ့ဒီညနေမှာသူဟာဇနီးဖြစ်သူကိုတောင်းပန်ဖို့အိတ်ခမ်းထဲကိုတိတ်တိတ်လေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူခြေတံနဲ့ပြင်းသွားတာကြောင့်သူမနိုးသွားခဲ့ပါတယ်သူမကဒေါသတကြီးအော်ဟစ်ပါတော့တယ်အတန်နည်းနည်းလောက်ရှော့ပေးလို့မရဘူးလားငါစာဖတ်နေတာမမြင်ဘူးလားငါကအတန်တောင်တိတ်မထွက်ပါဘူးငါကဒီအိမ်အတွက်နေရောညပါကျွန်တယောက်လိုအလုပ်လုပ်ပေးနေတာမင်းကတော့အဲ့ဒီမှာစာအုပ်လေးကင်ပြီးထိုင်နေရင်းနဲ့တောင်ငါ့ကိုကြည့်မရဖြစ်နေတော့မဲလားမင်းကိုဘသူကကျွန်တယောက်လိုအလုပ်လုပ်ခိုင်းလို့လဲမင်းဘယ်နေရာမှာထိုင်နေလဲဆိုတာကိုရောသိရလားငါအလုပ်ရှုပ်နေတာမမြင်ဘူးလားအခုတော့မင်းကဌာနမှုဖြစ်သွားပြီဆိုတော့လေဟုတ်တာပေါ့ငါ့ကိုမလိုချင်တော့ဘူးဆိုတာငါသိလိုက်ပါပြီအခြေအနေကိုရိပ်မိသွားတဲ့အတွက်ဒီလူငယ်ဟာအခန်းထဲကထွက်သွားဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးမကြခင်မှာပဲသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်လာပါတယ်ခင်ပွန်းဖြစ်သူဟာဇနီးဖြစ်သူပြန်လာရင်အတူတူဆင်နွှဲဖို့အတွက်ဖျောင်းတိုင်ပြီးထွန်းပြီးညစာကိုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်သူမပြန်လာရမယ့်အချိန်ထက်အများကြီးနောက်ကျနေတာကြောင့်သူမအလုံးနောက်ကျနေတယ်လို့ထင်ပြီးသူလမ်းတစ်ဝက်အထိတွားကြိုခဲ့ပါတယ်ဒါပေမဲ့သူတွေးလိုက်ရတာကတော့သူမဟာချမ်းသာတဲ့လူကုန်ထံတစ်ယောက်နဲ့တူတူအရက်တောက်နေတာကိုပါသူမအိမ်ပြန်ရောက်လာတဲ့အခါမှာတော့လုံးဝမူးနေခဲ့ပါပြီသူဟာလုတ်ဖော်ကင်ဖက်ရဲ့လက်ထဲကနေသူမကိုဂယုတစိုက်လွှဲပြောင်းယူပြီးသူ့ကြောပေါ်မှာပိုးပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကတော့သူမဟာစိတ်မလှုပ်ရှားခဲ့ပါဘူးအရက်ရှိန်နဲ့သူမဟာသူ့ကိုစတင်ပြီးဆဲဆိုပါတော့တယ်သူမကဌာနမှုတစ်ယောက်ဖြစ်နေပြီးအခုတော့ကြောင်မီးသွေးထိုးစားတဲ့တောသားတစ်ယောက်နဲ့ညားနေရတယ်လို့ပြောခဲ့ပါတယ်လုတ်ဖော်ကင်ဖက်တွေရဲ့ရှေ့မှာခေါင်းမခေါ်နိုင်ဘူးတဲ့နောက်ပြီးနှစ်တွေအများကြီးကြာတာတောင်သူ့မှာတက်ကြွမှုလည်းမရှိရီမန်းချက်လည်းမရှိတာကြောင့်သူ့မှာအနာဂတ်ကိုမမြင်နိုင်တော့ဘူးလို့လည်းအော်ဟစ်ခဲ့ပါတယ်ငါဘာလို့ဒီလောက်တောင်ပင်ပန်းပန်းလုပ်နေရတယ်လို့မင်းထင်လဲငါမင်းကိုလက်လျှော့လိုက်ပြီမင်းပေါ်မှာဘာမျောလင်းချက်မှမရှိတော့ဘူးဒီစကားတွေကိုကြားလိုက်ရတဲ့အခါသူတယောက်တည်းအတော်လေးစိတ်ထိခိုက်သွားခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကသူတို့ရဲ့နှစ်ပတ်လည်နေ့ဖြစ်နေလို့စိတ်ကိုအတင်းထိန်ထားလိုက်ပါတယ်သူမကသူ့ကိုအတုံးမကျတဲ့သူဆိုတဲ့စကားလုံးတွေနဲ့ထက်ခါတလဲလဲပြစ်ပေါက်နေတဲ့အချိန်မှာသူ့ရင်ထဲမှာတော့မိတောက်တွေလောင်ကျွမ်းနေပါပြီအခုမှပဲသူ့အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတာပါသူမရဲ့မိသားစုဝင်တွေအားလုံးကအစကတည်းကသူ့ကိုအထင်သေးခဲ့ကြတာကိုသူသိလိုက်ရပါတယ်သူ့ဇနီးကအရက်မူးပြီးရန်ကားနေတဲ့အချိန်မှာသူ့ရဲ့တီးခံနိုင်စွမ်းတွေအကုန်ဆုံးသွားပါပြီဒီလိုမျိုးအဆက်မပြတ်အနိုင်ကျင့်ခံနေရတာကိုသူငင်းငွေ့လာပါပြီသူဒီမိသားစုအတွက်နှစ်ပေါင်းများစွာခါးသီးစွာအလုပ်လုပ်ပေးခဲ့တာပါအရာအားလုံးကတန်ဖိုးမရှိဘူးဆိုရင်တော့သူခံစားခဲ့ရတဲ့ဒုက္ခတွေကတော့တစုံတရာတန်ဖိုးရှိတဲ့နေမဟုတ်လားဒါပေမဲ့သူမရဲ့မိသားစုဝင်တွေကတော့သူ့ကိုလူတစ်ယောက်လိုတောင်မမြင်ခဲ့ကြပါဘူးဒီအတန်တွေစူညံတန်တွေကြောင့်သူ့ရဲ့ရောက်ခမတော်ဆက်သူရောက်လာတဲ့အခါမှာလဲသူ့ဘက်ကနေတခွန်းမှမပြောပေးခဲ့ပါဘူးသူကပဲသူ့ကိုပတ်စံမရှိတဲ့အသုံးမကျတဲ့သူလို့ပြန်ပြောခဲ့တာပါဒေါသထွက်လွန်တဲ့အတွက်သူ့ဝစ်စားတွေတင်ပြီးဆေးရုံကအဆောင်ကိုပြောင်းရွှေ့လိုက်ပါတယ်သူရောက်ခမကဒါကိုသိတဲ့အခါမှာတော့အနေရခတ်သွားပုံရပါတယ်သူကသူ့သမီးကိုနားဝင်အောင်ပြောပြတဲ့ပုံစံမျိုးလုပ်ပြခဲ့ပါတယ်ဒါပေမဲ့ဆေးရုံထဲမှာကောလာဟာလာတွေပြန့်နှံ့သွားမှာကိုကြောက်တာကြောင့်သာသူ့သမီးကိုသူ့ယောက်ျားကိုပြန်ခေါ်ဖို့ပြောလိုက်တာပါဖခင်ဖြစ်သူရဲ့စကားကြောင့်သူ့ဇနီးကအဆောင်ကိုလိုက်လာခဲ့ပါတယ်ဒါပေမဲ့အခန်းထဲကိုဝင်ချင်းမှာပဲသူမရဲ့လက်ကင်ပို့ဝါကိုထုတ်ပြီးပဒင်ပေါ်ကိုခင်းလိုက်တာကဖုန်တွေပေးမှကိုစိုးရိမ်နေတဲ့ပုံမှာပဲသူကတော့သူမသူ့ကိုအိမ်ပြန်ခေါ်ဖို့လာတယ်လို့ထင်ခဲ့တာပါဒါပေမဲ့သူမကတော့အထက်စီးကနေပဲထိုင်ပြီးကွာရှင်းဖို့တောင်းဆိုလာခဲ့ပါတယ်ငါစဉ်းစားပေးမယ်ငါမင်းကို9နှစ်10နှစ်လောက်အလိုလိုက်ပြီးဂယုစိုက်ပေးခဲ့တာမင်းကတော့တခါမှငါ့ကိုချိုးသားတဲ့စကားတခွန်းမှမပြောခဲ့ဘူးမင်းမှာအသိစိတ်ဆိုတာလုံးဝမရှိတော့တာလားငါမင်းအတွက်အချိန်တွေပေးပြီးအနစ်နာခံခဲ့တာတွေကအလကားပဲဖြစ်သွားတာပေါ့လေအိုးအခုတော့ကိုအတော်လေးထင်ကြီးနေတာပေါ့လေအခုတော့ငါ့ကိုရွာသူမလေးတယောက်နဲ့လာနိုင်နေတာလားရွာသူမလေးလို့မပြောပါနဲ့တော့ရွာသူမလေးဖြစ်တာဘာဖြစ်လဲမင်းကဆရာဝန်တယောက်ဒီဆေးရုံရဲ့ဌာနမှုတယောက်လူတွေကိုကဲတင်ပေးနေတာကိုမင်းကုန်ယူနေတာမဟုတ်လားဒါကမင်းရဲ့အလုပ်ပဲ
မင်းလုံးသိမ့်လုံးထိုက်တာကိုလုပ်နေတာပါဒါပေမဲ့အိမ်အောင်တစ်ခုကိုထိမ့်သိမ်းတာယောက်ျားတစ်ယောက်ကိုဂယုစိုက်တာမျိုးမှာတော့မင်းကလန်ဟွာရဲ့အနာကိုတော့မကတ်နိုင်ဘူးဒါပေမဲ့သူကတော့ညှင်းဆန်လိုက်ပါတယ်သူ့ဇနီးလည်းဘာမှမတက်နိုင်တော့ပဲပြန်သွားယုံကလွဲလို့တခြားမရှိတော့ပါဘူး